အားလုံးပဲမင်္ဂလာလားဒီနေ့ဗီဒီယိုမှာတော့ Australia နဲ့ New Zealand တို့ရဲ့အကြီးဆုံးနဲ့အသေးအတန်ဆုံးဘောလုံး Soccer League ဖြစ်တဲ့ A-League Men အကြောင်းကိုအလွယ်တဆုံးနားလည်အောင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေဟာ A-League ကိုစိတ်ဝင်စားသူဆိုရင်ဒီဗီဒီယိုကအသုံးဝင်မှာပါခင်ဗျာ A-League Men ဆိုတာ Australia နဲ့ New Zealand နိုင်ငံတွေမှာရှိတဲ့ထိပ်တန်းကလပ်အသင်းတွေရှင်းပိုင်တဲ့ Professional ဘောလုံး League တစ်ခုပဲဖြစ်ပါတယ်လက်ရှိမှာတော့ Australia ကအသင်း10သင်းနဲ့ New Zealand က3သင်းစုစုပေါင်း12သင်းပါဝင်ပါတယ်နာမည်အကြီးအသင်းတွေကတော့ Sydney FC, Melbourne Victory, Melbourne City, Adelaide United နဲ့ Central Coast Mariners တို့လိုအသင်းတွေပါပဲခင်ဗျာ A-League ဘောလုံးရာသီကဘလို့ပြိုင်ပွဲကျင်းပလဲဆိုတာကြည့်ရအောင်သူတို့ရဲ့ရာသီကပုံမှန်အားဖြင့်အောက်တိုဘာလလောက်မှာစပြီးမေလလောက်အထိကြာမြင့်ပါတယ်ပထမဆုံးအပိုင်းကတော့ပုံမှန်ရာသီ regular season မှာဒီကာလမှာအသင်းတိုင်းကတခြားအသင်းတွေကိုအနည်းဆုံး2ကြိမ်ရှင်ပြိုင်ရပါတယ်။နိုင်ရင်3မှတ်တည်ရဆိုရင်1မှတ်နဲ့ရအမှတ်တွေကိုစုဆောင်းရတာဖြစ်ပါတယ်။ပုံမှန်ရာသီအဆုံးမှာအမှတ်အများဆုံးနဲ့ထိပ်ဆုံးကရက်တည်တဲ့အသင်းကို Premier လို့တက်မှတ်ပြီး Premiership စုဖလားကိုရရှိပါတယ်။ဒါဟာတရားဒီလုံးခြေစွမ်းတမတ်ဒီအကောင်းဆုံးဖြစ်ကြောင်းပြတဲ့စုဖလားပါ။ဒါပေမဲ့ A-League မှာဒုတိယစုဖလားတစ်ခုရှိပါသေးတယ်။ပုံမှန်ရာသီပြီးတာနဲ့ Final Series Final အဆင့်ဆိုတာကိုကစားရပါတယ်။ဒါကတော့ထိပ်ဆုံး6သင်းပဲပါဝင်ခွင့်ရတဲ့ Play-off ပွဲစဉ်တွေဖြစ်ပါတယ်။အဆင့် A နဲ့နှစ်ရတဲ့အသင်းတွေကတော့ Semi Final ကိုတက်ရိုက်တက်ရပါတယ်။အဆင့်3ကနေ6ရတဲ့အသင်းတွေကတော့ Elimination Finals ကိုကစားပြီး Semi Final အတွက်နေရာ2ရာကိုရှင်းပြရပါတယ်။ဒီလို knockout ပွဲစဉ်တွေကိုဖျက်ကျော်ပြီးနောက်ဆုံးပွဲကြီးပွဲကောင်းဖြစ်တဲ့ Grand Final မှာနိုင်တဲ့အသင်းကိုတော့ရာသီရဲ့ Champion လို့သတ်မှတ်ပြီး Championship စုဖလားကိုပေးရပါတယ်။ဒီစုက A-League ရဲ့အတောက်ပေါက်ဆုံးနဲ့အကောင်းဆုံးစုဖလားလည်းဖြစ်ပါတယ်။ A-League ရဲ့ထူးခြားချက်တွေထဲမှာ Promotion and Relegation မရှိသေးခြင်းအခုချိန်ထိရောအသင်းတွေဟာတန်းဆင်းတာအသင်းသီးတက်ရောက်လာတာမရှိသေးပါဘူး။အနာဂတ်မှာဖြစ်လာနိုင်ချက်ရှိပါတယ်။ Derby ဆိုတာ Sydney Derby, Sydney FC vs Western Sydney Wanderers နဲ့ Melbourne Derby, Melbourne City vs Melbourne Victory လိုမျိုးပြိုင်ပွဲတွေကပရိသတ်အင်အားအများဆုံးနဲ့အကျိတ်နယ်ဆုံးပွဲစဉ်တွေပါပဲဒီတော့အနစ်ချုပ်ရရင် A-League မှာပုံမှန်ရာသီမှာအမှတ်အများဆုံးရရင် Premiers ဖြစ်မယ် Play-off Final Series မှာအနိုင်ရရင် Champions ဖြစ်မယ်A-League ဟာဥရောပလိဂ်တွေနဲ့ကွဲပြားတဲ့စိတ်လှုပ်ရှားစရာပုံစံ2မျိုးကိုပေးစွမ်းနေတာပါအခုဆိုရင် A-League အကြောင်းကိုတေချာနားလည်သွားပြီလို့မျှော်လင့်ပါတယ်။တငယ်ချင်းတို့ကဘယ်အသင်းကိုအားပေးလဲဆိုတာ comment မှာရေးပေးခဲ့ပါဦး။နောက်ထပ်ဘယ်နိုင်ငံကဘောလုံး League အကြောင်းကိုရှင်းပြစေချင်လဲဆိုတာလည်းပြောခဲ့နိုင်ပါတယ်ခင်ဗျာ။ Like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။